Hello အားလုံးပဲမင်္ဂလာပါဒီစက်ဒီနေ့သင်မယ့်ခေါင်းစဉ်လေးကတော့ GED Science ရဲ့ Chapter 6မှာရှိနေတဲ့ Homeostatics ဆိုတဲ့အခန်းလေးကိုဒီစက်ဒီနေ့သင်မှာဖြစ်ပါတယ်အဲ့တော့ရှေ့ဘက်ပိုင်းမှာဆိုရင်တော့တချို့တို့ကခန္ဓာကိုယ်ရဲ့ body system တွေကအတူတကွဘယ်လိုမျိုး coordination ဖြစ်စွာနဲ့အတူတကွတွဲဖက်ပြီးတော့လှုပ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးကိုသင်ခဲ့ပြီးဖြစ်တယ်အဲ့တော့ခန္ဓာကိုယ်မှာရှိတဲ့ဒီ coordination လိုမျိုးပဲအဲ့တော့စနစ်တစ်ခုနောက်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်တယ်လဲဆိုရင်ကျွန်တော် homeostatics လို့ခေါ်တယ်အဲ့တော့ homeostatics ဆိုတာဘာကိုပြောတာလဲ homeostatics ဆိုတာက the body's ability to maintain a stable internal environment despite external changes ဒါကိုလွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိနေရတဲ့စနစ်တစ်ခုဖြစ်တယ်ပတ်ဝန်းကျင်အခြေအနေကဘယ်လိုပဲပြောင်းလဲသွားပါစေခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ internal environment လို့ခေါ်တဲ့ temperature တွေနောက်အထဲမှာရှိတဲ့ water balance တွေနောက်ဒီ sugar balance တွေအဲ့ဒီအကုန်လုံးကတည်မြဲနေအောင်ထိန်းထားနိုင်တဲ့စွမ်းရည်ရှိရတယ်အဲ့လိုစွမ်းရည်တစ်ခုကိုကျွန်တော်ခန္ဓာကိုယ်ရဲ့ homeostatics လို့ခေါ်ပါတယ် so the definition of homeostatics ပါ body ability to maintain a stable internal environment despite external changes for example အနေနဲ့ဆိုရင်ကျွန်တော်ဒါခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ internal changes တွေကိုပြောင်းလဲသွားတဲ့အကြောင်းကိုမပြောခင်မှာကျွန်တော်ဥပမာဖြင့်အပြင်မှာအရန်နေပူနေတယ်ဆိုရင်ကျွန်တော်ကအေးတဲ့အင်ဂျီလေးတွေပြောင်းဝှေ့လိုက်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ air con နဲ့သွားပြီးတော့နေလိုက်တဲ့အရာမျိုးဒါမျိုးလေးတွေကိုကျွန်တော်လုပ်လို့ရတယ်ပြင်မှာရန်ရာသီဥတုကအေးသွားပြီးတော့မိုးတွေရန်ရွာပြီးအေးလာတယ်ဆိုရင်ကျွန်တော်နွေးတယ်လေးတွေဝှေ့လိုက်တဲ့ဟာမျိုးပေါ့နော်ဒီလိုမျိုးဒါမျက်စိနဲ့ထင်သာမြင်သာရှိတယ်ကျွန်တော်ပြောင်းလဲမှုလေးတွေပေါ့အဲ့လိုပဲခန္ဓာကိုယ်အတွင်းပိုင်းထဲမှာရှိတဲ့ပြင်ဘက်ကအခြေအနေတွေဘယ်လိုပဲပြောင်းပြောင်းအထဲမှာငြိမ်အောင်ထိန်းထားရတဲ့စနစ်တစ်ခုရှိတယ်အဲ့ဒါကိုကျွန်တော် homeostatics လို့ခေါ်တယ် for example ဆိုရင် body temperature တွေကတည်မြဲနေအောင်ထားရမယ် blood glucose level သူတို့မှာရှိတဲ့ကြား level တွေတည်ငြိမ်အောင်ထိန်းရတယ်နောက်တစ်ခုအနေနဲ့ဆိုရင် fluid balance တွေဥပမာဖြင့် hormones တွေပေါ့နော်ဒါတွေကလည်းပဲ homeostatics ကိုဖြစ်ရအောင် homeostatics လို့ထိန်းညှိပေးနေရမယ် process တွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်ဆိုတော့ your body aims to keep your internal body temperature at 37 degrees Celsius အဲ့တော့ခန္ဓာကိုယ်မှာကျွန်တော်ရဲ့အပူချိန်တွေဒီ37 degrees Celsius ရှိရမယ် so this is an infrared image of a body before and after exercise ဒီမှာပုံလေးကိုတစ်ချက်ကြည့်ခြင်းပဲအဲ့တော့ဒီ infrared ရောင်ခြည်ရဲ့အောက်မှာဆိုလို့ရှိရင်ဒါ before exercise နဲ့ after exercise ချိန်မှာကျွန်တော်မြင်နေရတဲ့ပုံပေါ့အဲ့တော့ဒီမှာဆိုရင် infrared image called a thermogram showing skin temperature variation pre-exercise left နဲ့ post exercise right ဆိုပြီးတော့ကျွန်တော်နှစ်ခုရှိမယ်အဲ့တော့ဒါကလေ့ကျင့်ခန်းမလုပ်ခင်မှာလေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်အညာဘက်မှာအဲ့တော့တဖြည်းဖြည်းနဲ့ခရမ်းရောင်နေနေအောင်ဆိုတော့အပူချိန်နေသည်37.4 degrees Celsius တွေရှိနေဒီဘက်မှာဆိုရင်တော့27ပေါ့နော်လေ့ကျင့်ခန်းမလုပ်ခင်မှာတော့27.250ပေါ့နော်ဒါ27အကျော်မှာရှိနေတယ်ပေါ့နော်ဒါလေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အခါမှာဆိုရင်ဒါက37အကျော်မှာရှိနေတဲ့ပုံသဏ္ဍာန်ပေါ့ thermogram အောက်မှာကျွန်တော်ဒါ infrared ရောင်ခြည်အောက်မှာကျွန်တော်ခန္ဓာကိုယ်ရဲ့အပူချိန်ကိုတိုင်းတာတဲ့ပုံလေးပေါ့နော်အဲ့တော့ပူချိန်တွေကတက်သွားပြီးကျသွားရင်ဘာတွေဖြစ်မလဲအဲ့တော့ body temperature increases body temperature ကပူချိန်တွေတိုးသွားရင်ဘာတွေဖြစ်မလဲ so ပူချိန်တွေတိုးသွားပြီဆိုလို့ရှိရင်ကျွန်တော် when your hypothalamus detect that your body temperature is getting higher. For example, when you are exercising, it will enough body functions to drop the temperature back down. ဆိုတဲ့အခါမှာ exercise တွေလုပ်နေတဲ့အချိန်မှာခန္ဓာကိုယ်ရဲ့ body function တွေ to drop that temperature back down. ဒီမှာဆိုလို့ရှိရင်အပူချိန်တွေပြင်းသွားမယ် exercise တွေလုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် body function တွေက temperature ကို normal ပြန်ဖြစ်အောင်လုပ်ပေးနေတယ်ခန္ဓာကိုယ်မှာပူနေရင်ကျွန်တော်ဘာလုပ်ကြမလဲဘာဖြစ်မလဲဆိုတဲ့အခါမှာ sweat ချွေထွက်မယ်ဟုတ်တယ် as the sweat evaporates from your skin it cools down the surface of the skin အဲ့တော့ချွေထွက်ခြင်းအပြင်ခန္ဓာကိုယ်ရဲ့အရည်များတွေကိုအေးမြစေတယ်နောက်နံပါတ်2အနေနဲ့ခန္ဓာကိုယ်မှာအရန်ပူနေရင် skin looks red as the blood vessel dilate သွေးကြောတွေကျဲသွားတဲ့အခါမှာဒီနေကဘာဖြစ်လဲဆိုလို့ရှိရင်အနီရောင်တွေပြောင်းလာတယ်ပေါ့ဒါကအသားရဲဖြူတဲ့ကလေးလေးတွေဆိုရင်ကျွန်တော်ပို့ပြီးတော့တည်တာတယ်အသားတွေနေသွားတယ်ပေါ့နော်ဟုတ်ပြီဆိုတဲ့အခါမှာကျွန်တော်ခန္ဓာကိုယ်ရဲ့အုံနဲ့ထဲမှာရှိနေတဲ့ hypothalamus က homeostasis ကိုဘယ်လိုထိန်းညှိပေးနေလဲဒါလေးကိုတစ်ချက်ကြည့်အောင် hypothalamus နဲ့ homeostasis မှာဆိုရင် body temperature decrease နဲ့ body temperature increase တဲ့နှစ်ခုကိုရှင်းပြထားမယ် body temperature decrease ဖြစ်သွားပြီဆိုလို့ရှိရင်ဘာတွေဖြစ်မလဲခန္ဓာကိုယ်က stimulus တွေကဘယ်လို stimulus တွေကိုတုံ့ပြန်မလဲဆိုရင်ဥပမာ constriction blood vessel သွေးကြောတွေကျုပ်သွားမယ် body temperature ကျသွားပြီဆိုရင်သွေးကြောတွေကျုံသွားတဲ့အခါမှာဆိုရင် heat is conserved သွေးကြောတွေကျုံသွားတဲ့အခါမှာအပူတွေကိုထိန်းသိမ်းတဲ့ပုံစံဖြစ်သွားမယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အပူတွေကိုတိတ်ပြီးတော့မထွက်တော့ဘူးပေါ့နော်အပူတွေထိန်းသိမ်းထားတယ်ဆိုတဲ့သဘောခန္ဓာကိုယ်တွင်းမှာရှိတဲ့အပူချိန်တွေကိုထိန်းသိမ်းထားပြီးတဲ့သဘောအဲ့လိုနည်းနဲ့ shivering generates အဲ့လို shivering လို့ခိုက်ခိုက်တုန်ခြင်းကနေပြီးတော့ကျွန်တော်အပူတွေပြန်ပြီးတော့ heat တွေကိုပို့ပြီးတော့ထုတ်လိုက်မယ်အဲ့လိုနည်းနဲ့ခန္ဓာကိုယ်ပို့ပြီးတော့ warming the body ဖြစ်လာတယ်ခန္ဓာကိုယ်ပို့ပြီးတော့ပြန်ပြီးနှိုးအေးလာတယ်အပူချိန်ကျလာရင်ဒါကဘယ်လိုအချိန်ကြီးမှလဲဆို summer
င်းတွင်းရဲ့မနက်စောစောနေမှာတချို့ရေချိုးတဲ့အခါမှာလှုပ်ရှားပြီးတော့ချိုးနေတဲ့ပုံစံမျိုးပေါ့နော်ရေချိုးတဲ့အခါမှာခန္ဓာကိုယ်ကပူတွေကိုပြန်ပြီးတော့ထွက်လာစေတယ်ပေါ့အဲ့ဒါကအပူချိန်ကျသွားတဲ့အခါမှာခန္ဓာကိုယ်ကဒီ stimulus တွေကို response လုပ်တာခန္ဓာကိုယ်မှာအပူချိန်တွေတိုးသွားပြီဆိုရင်ဘာတွေဖြစ်မလဲ body response to stimulus by dilating blood vessel သူကကြတော့ပြောင်းပြန်ဖြစ်နေတယ်သွေးကြောတွေကကျလာတယ်အဲ့လိုနည်းနဲ့ heat တွေက loss တွေပို့ပြီးတော့ဖြစ်မယ် easily ပေါ့နော်လွယ်လွယ်ကူကူနဲ့ပို့ပြီးတော့ heat တွေကလွယ်လွယ်ကူကူဆုံးရှုံးမယ်သွေးကြောတွေကျမယ်သွေးကြောတွေကျရင်သွေးထဲမှာတည်လာတဲ့အစားအသောက်တွေကဆေးရည်စီကိုရောက်တဲ့အခါမှာ respiration တွေကိုများများလုပ်လို့ရတယ်များများလုပ်တဲ့အခါမှာဆေးတွေကနေပြီး heat တွေပို့ပြီးထွက်တယ်ဒါကြောင့်မလို့ dilating blood vessel နဲ့ heat နဲ့ပေါ့နော် heat is lost more easily ဖြစ်မယ် temperature တွေ increase ဖြစ်သွားတဲ့အခါမှာဆိုရင် sweat glands တွေက produce liquid sweat to cool the body ခန္ဓာကိုယ်မှာချွေးတွေထွက်လာပြီးတော့ခန္ဓာကိုယ်ကိုပြန်ပြီးတော့အေးမြသွားစေတယ်အဲ့လိုနည်းနဲ့ body temperature increase အပိုင်းမှာဆိုရင် shivering ဖြစ်မယ်အဲ့တော့ heat တွေကိုပြန်ပြီးတော့ထုတ်လိုက်တယ်အဲ့လိုအခါမှာခန္ဓာကိုယ်ကပို့ပြီးတော့နှွေးထွေးသွားတယ်အဲ့လိုနည်းနဲ့ body temperature က increase ပြန်ပြီးတော့ဖြစ်လာတယ်အဲ့လိုနည်းနဲ့ body temperature returns to normal ဖြစ်တယ်အဲ့တော့ခုနက body temperature increase ဖြစ်သွားတဲ့အချိန်မှာလည်းချွေးထွက်လာပြီချွေးထွက်လာတဲ့အခါမှာခန္ဓာကိုယ်ကပြန်လည်ပြီးတော့အေးမြသွားတဲ့အခါမှာ body temperature increase ဤတဲ့အခါမှာ increase အပူချိန်ကလျော့သွားပြီးတဲ့အခါမှာ body temperature တွေက returns to normal normal ပုံစံအတိုင်းကိုပြန်ရောက်သွားတယ်ဒါကခန္ဓာကိုယ်မှာရှိတဲ့ကျွန်တော်ဒီ organ system လေးတွေကဒီ hypothalamus နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ဒီ homeostatics လို့ခေါ်တဲ့ balancing စနစ်ကိုခန္ဓာကိုယ်အတွင်းပိုင်းမှာလှုပ်ဆောင်တဲ့နေရာမှာဒီ temperature တွေ changes ဖြစ်သွားတဲ့ဟာကိုတစ်ချက်ပြောပြခြင်းဖြစ်တယ်ပေါ့နော်ဒါက body temperature တွေတက်သွားရင်ကျသွားရင် hypothalamus တွေက homeostatics ကိုဘယ်လိုလှုပ်ဆောင်တယ်လဲဆိုတဲ့ဟာကိုပြတာဆိုတော့နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော် pancreas နဲ့ homeostatics နဲ့ခုနက hypothalamus နဲ့ homeostatics နဲ့အခုတစ်ခါက pancreas နဲ့ homeostatics မှာဆိုလို့ရှိရင် homeostatics နဲ့ pancreas နဲ့ဆိုလို့ရှိရင် the pancreas ကကျွန်တော်သိပြီးသား digestive system နဲ့ digestion လုပ်တဲ့နေရာမှာအရေးပါတယ်အင်္ဂါလေးပေါ့နော်သူကဘာတွေထုတ်ပေးလဲဆိုရင် enzymes တွေကထုတ်ပေးတယ် enzymes တွေကဒီစားလိုက်တဲ့အစားအသောက်တွေမှာပါနေတဲ့ sugar တွေ fat တွေ starch တွေခန္ဓာကိုယ်ထဲမှာရှိတဲ့ဟာတွေအကုန်လုံးသူကခြေဖြတ်တယ် as an endocrine gland endocrine system ထဲမှာပါနေတဲ့ pancreas တွေကဘာတွေကိုထုတ်ပေးလဲဆိုရင် hormone တစ်ခုကိုထုတ်ပေးတယ်ဆိုတော့နာမည်ကြီး hormone ပေါ့နော် insulin နဲ့ glucagon insulin ကိုတော့လူတိုင်းသိကြမယ်ဒါ diabetes ဖြစ်ရင်ကျွန်တော်တို့ဒါ insulin နဲ့ကျွန်တော်တို့ဒါသုံးပြီးတော့ကုရတယ်လीနော်နောက်တစ်ခုကကြောင့် glucagon ကိုတော့ဒါတို့သမီးတို့ကြားဘူးချင်မှကြားဘူးလိမ့်မယ်ကြားဘူးတဲ့သူလည်းရှိမယ်ပေါ့နော်ဆိုရင် glucagon ရှိမယ် you might recognize the hormone insulin as one that people need to take to treat the disease diabetes ကိုကုသတဲ့နေရာမှာကျွန်တော်သုံးရရှိတယ်ဒါက pancreas ပေါ့နော်ဟုတ်ပြီဆိုတော့အဲ့ဒီ homeostatics နဲ့ pancreas နဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတဲ့ဟာမျိုးကျွန်တော်တွားကြမယ်သူကကြတော့ blood sugar level ပေါ့ blood sugar level တက်သွားရင်လည်းကြောက်သွားရင်ဘာတွေလို့ဆောင်မလဲအဲ့တော့ blood sugar level က high ဖြစ်သွားပြီဆိုရင်ကျွန်တော်ဘာကြောင့် high ဖြစ်သွားတာလဲသူထဲမှာအချိုဓာတ်တွေများသွားမယ်ဆိုတဲ့အခါ eating a meal cause blood sugar glucose level to rise အဲ့တော့အချိုတွေပို့ပြီးစားလိုက်တဲ့အခါမှာများသွားမယ်ထမင်းတွေပို့ပြီးများများစားလိုက်တဲ့အခါမှာသူထဲမှာရှိတဲ့အချိုဓာတ်တကြားဓာတ်ကတက်သွားမယ်အဲ့ဒီတက်သွားတဲ့အခါမှာဆိုရင် pancreas ကဘာကိုလွတ်ဆောင်ပေးမလဲဆိုရင်ခုနက pancreas ကကျွန်တော် hormone တစ်ခုကိုထုတ်ပေးတယ်လို့ပြောတယ် insulin နဲ့ glucagon ဟုတ်ပြီသူထဲမှာအစားအသောက်တွေထဲမှာအချိုတွေများတဲ့အခါမှာအချိုတွေတက်သွားတဲ့အခါမှာဆိုရင် pancreas ကဘာထုတ်ပေးတယ်လဲဆိုရင် insulin ကိုသွေးထဲကိုထုတ်ပေးဖို့လှုံ့ဆော်လိုက်တယ်အဲ့ဒီအခါမှာ the body cell တွေက take up glucose from the bloodstream ခန္ဓာကိုယ်ရဲ့ထဲမှာရှိတဲ့ cells လေးတွေကသွေးထဲမှာရှိတဲ့တကြားတွေကိုပြန်ပြီးတော့ပို့ပြီးတော့စားသုံးတယ်ပို့ပြီးတော့ယူပြီးတော့သုံးစွဲတယ်အဲ့တော့ insulin ကstimulates the liver ကိုလည်း stimulate သွားပြီးလှုပ်ဆောင်ပေးတယ် to take up glucose တွေကိုသိမ်းဖို့ from the bloodstream ထဲကနေသိမ်းဖို့ပြီးတဲ့အခါမှာအသည်းထဲမှာပြန်ပြီးတော့သိမ်းထားဖို့ as a glycogen ခန္ဓာကိုယ်မှာကျွန်တော်အချိုတွေများနေလို့ရှိရင်အသည်းမှာသွားသိမ်းရတယ် glycogen ဖြစ်နေပါတော့ဒါကခန္ဓာကိုယ်မှာသွေးထဲမှာတကြားဓာတ်တွေများလာတဲ့အခါမှာဘယ်လိုနည်းနဲ့များလာတာလဲဘာကြောင့်များလာတာလဲများလာတဲ့အခါမှာခန္ဓာကိုယ်ကဘယ်လိုလှုပ်ဆောင်တယ်လဲ pancreas ကနေပြီးတော့ insulin ကိုထုတ်တယ်သွားပြီးတော့အသည်းကိုသွားပြီး stimulate လုပ်တယ်သွေးထဲမှာပိုနေတဲ့တကြားတွေကိုသိမ်းဖို့အဲ့လိုနည်းနဲ့သူတို့က result အနေနဲ့ဆိုလို့ရှိရင် blood glucose level က decrease to the body set point ကိုပြန်ပြီးတော့ရောက်လာတယ်ဒါက blood sugar level မြင့်သွားတဲ့အခါမှာဟုတ်ပြီနှိမ့်သွားရင်တော့ဘာတွေဖြစ်နိုင်မလဲဆိုတော့တမင်းတနက်ကိုနေ့လည်စာတနက်လွတ်သွားတာဖြစ်စေအစားတောက်နေသွားတာဖြစ်စေဒါဆိုရင်ကျွန်တော်သွေးပေါင်ကျပါတယ်ဗျာနော်တကြားထဲမှာအချိုဓာတ်တွေနည်းသွားပြီအဲ့တော့ skipping and meal လို့ခေါ်တဲ့နေ့လည်စာလွတ်သွားမယ်ဒါမှမဟုတ်လို့ရှိရင် strenuous exercise တွေလုပ်လိုက်တဲ့အခါမျိုးမှာသွေးထဲမှာရှိတဲ့တကြား level ကကျဆင်းသွားတယ်ကျဆင်းသွားတဲ့အခါမှာဆိုရင် pancreas က stimulate to release glucagon သွေးထဲမှာတကြားဓာတ်တွေများနေရင်
insulin ကိုထုတ်တယ်သွေးထဲမှာတကြတဲ့ကနေနေတဲ့အခါမှာဆိုရင်ဘာကိုထုတ်လဲ pancreas က glucagon ကိုထုတ်တယ်ဘယ်ကိုထုတ်လာလဲ into the bloodstream ကိုထုတ်ပေးလိုက်တယ်ထုတ်ပေးလိုက်တဲ့အခါမှာဆိုရင် glucagon က stimulate the liver အသေးကိုသွားပြီးတော့ stimulate လုပ်ဆောင်ပေးနေတယ်အရင်တော့ကပိုတော့ကတင်ထားတဲ့တကြားတွေကိုသွေးထဲကိုပြန်ထုတ်ပေးပါတကြားလုံနေပြီဆိုပြီးတော့ glucagon stimulates the liver to break down glycogen release glucose into the bloodstream တိန်တော့ကတော့ glycogen ပဲပြန်ပြီးတော့သွေးထဲကိုပြန်ဝင်ရောက်ဖို့အတွက်ဆိုရင် monosaccharides ဖြစ်တဲ့ glucose အနေနဲ့ပြန်ပြီးတော့ထုတ်ပေးရမယ်အဲ့လိုနည်းနဲ့ဘယ်လိုပြန်ပြီးတော့ result ကဘယ်လိုပြန်ဖြစ်လာတယ်လဲဆိုရင် blood glucose level က increase to the body set point ပုံမှန်ရှိနေတဲ့ set point ရှိရမယ့်အခြေအနေကိုပြန်ပြီးတော့တက်လာတယ်ဒါကခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးထဲမှာတကြား level နည်းသွားရင်များသွားရင်ခန္ဓာကိုယ်ကနေပြီးတော့ balancing ဖြစ်အောင်လှုပ်ဆောင်ပေးတဲ့စနစ်တစ်ခုအနေနဲ့ homeostatic က pancreas ကိုကျွန်တော်အသုံးပြုပြီးတော့လှုပ်ဆောင်နေဆိုတဲ့ဟာကိုရှင်းလင်းပြသရခြင်းဖြစ်တယ်ပေါ့နော်ရှင်းပြရခြင်းဖြစ်တယ်အဲ့တော့ဒီချက်ဒီနေ့ဒီလောက်ဆိုလို့ရှိရင် homeostatic ကဘယ်လိုလှုပ်ဆောင်တယ်ဆိုတဲ့ဟာကိုဥပမာနှစ်ခုအနေနဲ့ရှင်းပြခဲ့ပြီးပြီပေါ့နော်ဒါလေးကိုနားမယ်လို့ထင်ပါတယ် so see you next week ပါနော် bye bye